Hello အားလုံးပဲမင်္ဂလာပါဒီနေ့မှာလည်းပဲ GFT နမူနာမေးခွန်းလေးတစ်ခုကိုအတူတူထပ်ပြီးတော့လေ့လာကြမယ်နော် GFT ဒီ၄ပိုင်းဖြေရတယ်၄ပိုင်းဖြေရတဲ့ဒီမှာမှ Sensei ဒီ conversation နဲ့ expression ဆိုတဲ့အပိုင်းကိုရွေးထားတယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုရင်ဒီအပိုင်းဒီကျောင်းသားတွေအတွက်အခက်ဆုံးအပိုင်းဖြစ်လို့ပေါ့နော်နောက်တစ်ခုက Sensei အခုတင်ပေးတဲ့မေးခွန်းတွေပေါ့နော်ဒီမေးခွန်းတွေဒီYouTube ကနေလေသွားယူထားတာမဟုတ်သလိုဒီ AI ကိုဖန်တီးခိုင်းတဲ့မေးခွန်းစာကြောင်းတွေလုံးဝမဟုတ်ဘူးပေါ့နော်အဲ့တော့ Sensei ကိုယ်တိုင်တတိကြကြမေးခွန်းရွေးတယ်ပေါ့နော် GFT level နဲ့ကိုက်တဲ့မေးခွန်းပြင်ရင်ပြီးတော့ကျောင်းသားတွေနားလည်ခြင်းနားလဲနားမလည်ခြင်းနေအဲ့တော့မေးခွန်းပုံစံဖြစ်ရင်ပြီးရောဆိုပြီးတော့ဘယ်တော့မှမတင်ပါဘူး GFT စာမေးပွဲဘောင်တွေကပဲတင်ပါတယ်သူရဲ့တင်ရိုးညွှန်တန်းအောက်ကနေပြီးတော့ပဲသွားပါတယ်မေးခွန်းတစ်ခုဖြစ်ရင်ပြီးရောဆိုတဲ့ပုံစံမျိုးနဲ့လုံးဝမတင်ပါဘူးဒါဆိုရင်တော့လေ့လာကြည့်အောင်ဒါလေးကတော့မေးခွန်းပုံစံလေးပါအတူတူဖတ်ကြည့်မယ်စကားပြောတဲ့သူက2ယောက်ပေါ့နော်ဒီပုံထဲမှာပါတယ်ကောင်လေးရယ်ကောင်မလေးရယ်သူတို့2ယောက်စကားပြောတယ်ကောင်လေးကနေစပြီးတော့この店のおすすめは何ですかဆိုပြီးတော့စပြီးတော့ပြောတယ်စစ်စစ်ဘာသာမပြန်ပြသေးဘူးပေါ့နော်ကျောင်းသားတွေကွန်ကိုတွေးကြည့်ပါဂျပန်လိုလေးပဲဖတ်ပြအောင်မယ်ဒုတိယတစ်ခေါက်မှဘာသာပြန်ပြမယ်ကောင်လေးကဒီလိုမျိုးလေးပြောလိုက်တဲ့အခါမှာကောင်မလေးကလည်းပြန်ပြီးတော့ပြောတယ်そうですねこの店で有名なのはすき焼きですကောင်လေးကလည်းပြန်ပြောတယ်すき焼きကွက်လက်ကောင်မလေးက牛肉と野菜と豆腐ですこの辺りに牛肉は有名なんですကောင်လေးကလည်းဟဲそうですかဆိုပြီးတော့ဒါသူတို့နှစ်ယောက်ခိုင်ဝလောက်ထားတဲ့ပုံစံပေါ့နော်စစ်စစ်ရဲ့အခုမေးခွန်းကိုလိုက်ပြီးတော့ကြည့်နေတဲ့သူတွေပေါ့နော်ကြည့်နေတဲ့သူတွေဆိုလို့ရှိရင် conversation လည်းရမယ် listening လည်းရမယ် grammar လည်းရမယ်သုံးခုတော့အကျိုးရှိတယ်အဲ့ဒီတော့ဘာသာလဲပြန်နိုင်မယ်လို့ထင်ပါတယ်အောက်မှာအဖြေလေးတွေရွေးချယ်မှုရှိတယ်ပေါ့နော်ကြည့်ကြည့်အောင်何を食べますか何が入ってますかどうやって作りますかဆိုပြီးတော့အဖြေ3ခုရှိတယ်စာပွဲမှာဆိုလို့ရှိရင်ကိုယ့်အတွက်ပေါ့နော်ဒီဟာမသိတဲ့စာလုံးတွေများနေတယ်ဘာညာဆိုလို့ရှိရင်စိတ်ကိုအေးအေးလေးထားလိုက်ထားပြီးတော့လို့ရှိရင်နောက်တစ်ခေါက်ပြန်ပြီးတော့ဖတ်ကြည့်ဒီတစ်ခေါက်ကတော့စင်စီဘာသာပြန်ပြမယ်နော်このお店のおすすめは何ですかဒီဆိုင်မှာတိုက်တွန်းချင်တာအကြံပြုချင်တာကဘာလဲသူတို့ကစားတောက်ဆိုင်ကိုရောက်နေတာပေါ့နော်အဲ့တော့ကောင်လေးကဘာစားမှုလဲမသိတော့ကောင်မလေးကိုမေးတယ်ပေါ့နော်ဒီဆိုင်မှာဆိုရင်ဘာစားစေချင်လဲပေါ့အဲ့ကောင်မလေးကလည်းそうですねこの店で有名なのはすき焼きですဒီဆိုင်မှာနာမည်ကြီးတာကတော့すき焼きပဲဖြစ်ပါတယ်ကောင်လေးကလည်းစကီယာကီဆိုတာဘာကြီးလဲငါမသိဘူးဆိုတဲ့ပုံစံမျိုးလေးနဲ့အနောက်မှာ question mark လေးပါတယ်နော်စကီယာကီဆိုပြီးတော့မေးတယ်အနောက်ကကွက်လက်ကောင်မလေးကလည်းပြန်ပြီးတော့ပြောတယ်牛肉と野菜と豆腐ですအမေသားရဲ့ဟင်းသီးဟင်းရွက်ရဲ့豆腐ရဲ့ပဲဖြစ်ပါတယ်この辺りにဒီနားတစ်ဝိုက်မှာ牛肉は有名なんですအမေသားကနာမည်ကြီးပါတယ်ဟဲဆိုဒက်စ်ကဟုတ်လားဒီကွက်လက်ကိုဖြေဖို့အတွက်ကအဲ့ဒီကွက်လက်ရဲ့အရှိမဘာစာကြောင်းတွေဘာစာလုံးတွေရှိလဲဆိုတာကိုလည်းသိချာနားလည်အောင်လုပ်ရမယ်ပြီးတော့အဲ့ဒီကွက်လက်ရဲ့အနောက်ကိုလည်းလာပြီးတော့ကြည့်ရမယ်သူ့ရဲ့အရှိကိုလည်းကြည့်မယ်သူ့ရဲ့အနောက်ကိုလည်းကြည့်မယ်ဒါဆိုလို့ရှိရင်သိကြပါအောင်အဖြေမှတ်နိုင်တယ်စာလုံးတွေလည်းသိရအောင်ပါပေါ့နော်စာလုံးတွေအဓိပ္ပာယ်မသိရင်လည်းမရဘူးအဲ့တော့ဒီနေရာမှာထည့်ရမယ့်အဖြေက何を食べますかဘာကိုစားမှာလဲ何が入ってますかဘာပါဝင်လဲどうやって作りますかဘလို့
ချက်ရတာလဲဘလို့ပြုလုပ်ရတာလဲဟင်းလျာတွေနဲ့ပတ်သက်ရင်တော့ချက်တယ်လို့ပြောမှာပေါ့နော်တခုခုပစ္စည်းတခုခုဆိုရင်တော့ဘလို့နီးလန်းနေနဲ့ပြုလုပ်ရတာလဲဆိုပြီးတော့ရွေးချယ်စရာ၃ခုရှိတယ်ဒီထဲကဘယ်တစ်ခုဖြစ်မလဲစင်စစ်ကိုရွေးပြပါအောင်အဖြေမှန်ကတော့နာနီက haitemasu ka ဘာပါလဲလို့ပြောလိုက်တာဒီပေါ်လေးကိုပြန်သွားမယ်ဆိုရင်ကောင်မလေးကပြောရလေနော်ဒီဆိုင်မှာနာမည်ကြီးတာကတော့ Sukiyaki လို့ပြောတယ်ကောင်လေးကမသိဘူးပေါ့နော် Sukiyaki ဘယ်လိုမျိုးကြီးလဲဆိုတဲ့ပုံစံမျိုးဒီလိုလေးပြောပြီးတော့နာနီက haitemasu ka အဲ့ Sukiyaki ဆိုတဲ့ဟင်းထဲမှာဘာတွေပါလဲဆိုပြီးတော့မေးလိုက်တာအဲ့လိုမျိုးမေးလိုက်တဲ့အတွက်ကြောင့်အောက်မှာကောင်မလေးကလည်းပြန်ဖြေရလေနော်အမေသားတွေအတီးရွက်တွေတိုဖူးတွေဒီထဲမှာပါပါတယ်ဆိုပြီးတော့ပြန်ဖြေပါတယ်ဒီအဖြေကိုတစ်ချက်လောက်ထပ်ပြီးတော့ကြည့်ပေးပါဒီခန်းကြီးလေးသိပါတယ် hairu hairimasu ဆိုတဲ့ခန်းကြီးလေးပါတဲ့ဖောင်ပြောင်းရင် haitemasu စစီတို့သိတာဒီ vatte imasu ဆိုပြီးတော့သိတာလေနော် haite imasu ပါဝင်နေတယ်မိခွန်းဖြစ်တဲ့အတွက်ကြောင့် haite imasu ကပါဝင်နေလေ vatte imasu က vatte imasu ဒါကိုသိတာဒါပေမဲ့ဒီမှာဒီခိုင်ဝါဖြစ်တဲ့အတွက်ကြောင့်မို့လို့ဤလေးကိုဖြုတ်ထားပြီးတော့ the mas ဆိုပြီးတော့ပဲဖြစ်နေတယ်ဟာတကယ်ပုံမှန်ဆိုလို့ရှိရင်က haite imasu ကဤလေးပါရမှာဒါပေမဲ့ဒီမှာကမပါဘဲနဲ့ haite mas ကဘာဖြစ်လို့ဤမပါတာလဲဆိုရင်ခိုင်ဝဖြစ်နေလို့ပါအဲ့တော့ဒီလိုမျိုးပုံစံဆိုရင်တော့ဒီလိုဤကိုဖြုတ်တဲ့အခြေအနေဆိုလို့ရှိရင်မင်းနာတင်ထားတဲ့ကလေးတွေဆိုရင်ဒါတိတ်ပြီးတော့မသိဘူးပေါ့နော်ဒီ GFT တင်ရိုးတင်ထားတဲ့ကလေးတွေဆိုရင်တော့ဒီ E လေးကဘာဖြစ်လို့ပြုတ်နေရလဲဆိုတာသိတယ် level မြင့်တဲ့သူတွေကတော့သိတာပေါ့နော်ညာတော့အပြင်54 level ကမင်းနာတင်တဲ့သူတွေလေနော်မင်းနာတင်တဲ့သူတွေကတော့ဒါလေးကိုမသိတာများတယ်ပေါ့နော်အဲ့တော့ဒါလေးကိုလည်းပဲမှတ်ထားပေးပါဒါဆိုရင်တော့နားလည်လိမ့်မယ်လို့မျှော်လင့်ပါတယ်စင်စစ်အခုတင်ပေးတာဒီ grammar လည်းရပါတယ်ပြီးတော့ရင်ခိုင်ဝလည်းရပါတယ် listening လည်းရပါတယ်ဒီတစ်ပုဒ်ကိုနားလည်ပြီဆိုရင်အဲ့ဒီ၃ခုလုံးဖြေလို့ရပါတယ်ပေါ့နော်အဲ့တော့ဒါလေးတွေကိုသိချကြည့်ပေးပါ